အားလုံးပဲမင်္ဂလာပါ Soft Pro Control PSC HMI SCADA page ကနေပြီးတော့ကြိုဆိုပါရစေအခုဒီ project လေးကတော့ကျွန်တော်တို့ကပြီးခဲ့တဲ့ video မှာကျွန်တော်ပြခဲ့ပြီးတဲ့ဒီ Alarm Bradley Power Flash 525နဲ့ 3 phase motor ကိုဒီ keypad ကနေပြီးတော့ဘယ်လို control လုပ်မလဲဆိုတာကိုရှင်းပြပေးပြီအခုကတော့ကျွန်တော်ကပါလဲဆိုတော့ဒီ keypad ကိုမသုံးတော့ဘူးမသုံးမင်းနဲ့ဘာကိုသုံးမလဲဆိုတော့ကျွန်တော်တို့က extra နဲ့ဒီ terminal တွေကိုသုံးမယ်အဲ့တော့သူက PSC နဲ့ချိတ်တယ်လို့ပဲအခုဒီမှာတော့ကျွန်တော်တို့ကpush button လေးတွေကျွန်တော်ပြမယ်ဒါကတော့ push button မဟုတ်ကျွန်တော် selector switch ပေါ့နော်အဲ့တော့ဒီ selector switch ကိုကျွန်တော်ကဒါ forward start stop နဲ့သုံးမယ်အဲ့တော့ဒီမှာ terminal number 2ကိုကျွန်တော်ကဘာရတွေ့ရမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒါ rubber start အနေနဲ့သုံးမယ် rubber start က terminal number 3ကိုတွေ့ရတယ်အဲ့တော့အဲ့လိုပဲကျွန်တော်တို့ကဒီ VFDSP ကိုလည်းကျွန်တော်တို့ကvariable resistor ကိုသုံးပြီးတော့ extra နဲ့ကနေပြီးတော့ control လုပ်မယ်အဲ့တော့ဥဒါသည်ကျွန်တော်က1 kilo ohm ပေါ့နော်variable resistor ကိုသုံးနာမယ်အဲ့တော့သူဒီကျွန်တော်တို့ terminal 12 30 and 40ပေါ့နော်အဲ့မှာကျွန်တော်တို့က0 to 10 volt နော်ပေးပြီးတော့ဒီ speed ကိုချိန်မယ်setting ပေးမယ်ပေါ့နော်အဲ့တော့ဒီဟာဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကဘာချိန်ဖို့လိုလဲဆိုရင်ကျွန်တော်တို့ကဒီ parameter မှာခုနပြီးခဲ့တဲ့ video မှာပြထားလို့ပဲကျွန်တော်တို့က P046 ကိုကျွန်တော်တို့ကenter ကျွန်တော်တို့နှိပ်လိုက်မယ် P046 ကိုကျွန်တော်တို့1ဆိုတော့ဒီterminal ဒီ keypad ကနေပြီး control အဲ့ဒါကိုကျွန်တော်တို့ကဘာလို့ချိန်မလဲဆိုရင်2လို့ချိန်မယ်နော်2လို့ချိန်မယ်ဒီ enter နှိပ်မယ်2ဒီကျွန်တော်တို့ဘယ်က control လုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့က external ဒီ terminal ကနေပြီးတော့ control လုပ်နောက်တစ်ခါကျကျွန်တော်တို့ကP047 ပေါ့နော် P047 ကကျတော့ကျွန်တော်တို့ frequency command ပေါ့အဲ့တော့ frequency command ကလည်းကျွန်တော်တို့ကငါတို့က1ကဒီ local keypad ကနေပြီးတော့ control လုပ်မယ်အခုကျတော့ကျွန်တော်တို့ကဘယ်ရလဲဆိုဒီ variable resistor နေပြီးတော့ control လုပ်မယ်အဲ့တော့ကျွန်တော်တို့ကဒါကိုဘယ်ကိုချိန်မလဲဆိုရင်5ပေါ့နော်5ဒီဒါကျွန်တော်တို့ဒီ0 to 10 volt ဒီ variable resistor နေပြီးတော့ control လုပ်မယ်ကျွန်တော် enter နှိပ်ချလိုက်မယ်နော်အဲ့တော့ဒီ IO terminal မှာကျွန်တော်ကဒီ number 2 နဲ့ 3ကိုကျွန်တော်ကသုံးထားတယ်เนาะအဲ့တော့အခုဒီမှာဆိုလဲကျွန်တော်တို့က forward start နဲ့ forward start stop ဒါကြတော့ကျွန်တော် rubber start stop ကျွန်တော်selector switch နဲ့ပဲကျွန်တော်သုံးထားတာဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့စမ်းပြီးတော့မောင်းကြည့်မှာဖြစ်တယ်အဲ့တော့ကျွန်တော် speed ကိုကျွန်တော်ကလုံးဝ0မှာထားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့ကျွန်တော် forward start နော် forward start အနေနဲ့ကျွန်တော်ဒီမှာ selector switch ကိုကျွန်တော်ပေးလိုက်မယ် forward start ဒါဆိုကျွန်တော်တို့ forward start ဖြစ်နေပြီဒါပေမဲ့ကျွန်တော်တို့ motor ကမမောင်းသေးဘူးအဲဒါကျွန်တော် variable resistor ကိုကျွန်တော်ကဆက်လိုက်မယ်ဒါဆိုကျွန်တော် speed ကိုကျွန်တော်က45လောက်ပေါ့နော်45လောက်ကျွန်တော်ထားမယ်ဆိုရင်motor speed ကိုဒါ45လောက်ထားတယ်အဲ့တော့ဒီ variable resistor နေပဲကျွန်တော်တို့ကဒီ speed ကို control လုပ်တာဖြစ်တယ်ကျွန်တော်နှိမ့်မယ်ဆိုလဲ variable resistor ကိုပဲ adjust လုပ်မယ်30လောက်ထားမယ်ဒါဆိုလို့ရှိရင်ကျွန်တော်က forward start ကိုကျွန်တော်က forward မလုပ်ရင်ကျွန်တော် stop ခြင်းနဲ့ဆိုရင် stop လုပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့က forward stop ဖြစ်သွားတယ်ဒါဆိုရင် motor ရက်သွားပြီဆိုရင်ကျွန်တော်တို့ကဗာလဲ rubber start အနေနဲ့ကျွန်တော်ကဒီ rubber ကို start လုပ်လိုက်ဒါဆိုရင် motor ပါပြီမလဲ rubber ပြန်နေမယ် speed ကလည်းကျွန်တော်ခုနဆက်ထားတဲ့အတိုင်းပဲ30မှာသွားမယ်နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့က rubber start ကို rubber ကို stop ခြင်းလို့ရှိရင်ကျွန်တော်က stop ပေးလိုက်ရမယ်ဒါသည်ကျွန်တော်တို့ကဗာလဲဆိုလို့ရှိရင်ဒီ external
terminal ကနေပြီးတော့ control လုပ်ထားတာဖြစ်တယ်အဲ့တော့ PLC နဲ့ PLC ရဲ့ digital IO တွေ analog IO တွေကိုမောင်းသုံးပြီးတော့ဒီ wiring ဆင်မယ်ဆိုရင်အခုအတိုင်းပဲအဲ့တော့ဒီ forward stop rubber stop ဆိုကျွန်တော် PLC ရဲ့ IO ကနေပြီးတော့ digital input ပေးမယ်အဲ့တော့ဒီ variable resistor ကြတော့ကျွန်တော် PLC ရဲ့ analog output ကနေမှတစ်ဆင့် variable resistor နေရာမှာကျွန်တော်တို့ပေးပြီးတော့မအောင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်